ပိုးပြည်သူစစ်ပီယန်နိုခွင့်ပြုချက်နဲ့ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့နယ်ဖက်ကွန်နောင်လီမောက်ဝေါ့ထိပလက်ကျေးရွာတွေကနာရေးတွေမှာလောင်ကစားဝိုင်းမျိုးစုံထည့်သွင်းလာတယ်လို့ဒေသခံတွေစီကသိရပါတယ်။နာရေးတစ်ပွဲကိုလိုင်းကျေး730နဲ့ပီယန်နိုကခွင့်ပြုထားပြီးလောင်ကစားဝိုင်းလာသူတွေရဲ့လုံခြုံရေးကိုလည်းပီယန်နိုတပ်သားတွေကိုယ်တိုင်တာဝန်ယူပေးထားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီလိုဖွင့်ဝင်ပေးတာနှစ်ရှိပြီးအတုပပွဲကဖဲဝိုင်းမဲ့ဆိုဒလေးတစ်ခုလိုဖြစ်နေတော့အဆင်ပြေတယ်လीအခုက၄កောင်ချင်းတခြားလောင်ကစားဝိုင်းတွေပါထည့်ခွင့်ပေးတော့ဒေသခံတွေကအရန်ပျက်စီးကြတယ်ဒီလိုဖွင့်ဝင်ပေးတာလုံးဝသဘောမကျဘူးလို့ဒေသခံတို့ကမဲခေါင်ကိုပြောပါတယ်ဖဲဝိုင်း၄កောင်ချင်းဂလုံးဂလုံးနဲ့တခြားလောင်ကစားတွေထည့်သွင်းထားပြီးဒေသတွင်းက15နှစ်အောက်ကလေးတွေလည်းပါဝင်ကစားကြတယ်လို့ဒေသခံတွေကဆိုပါတယ်9နှစ်6နှစ်ရွယ်ကလေးကအစကစားတက်ပြီးလောင်ကစားဝိုင်းမှာကလေးတွေကတက်တက်ကြွကြွအားရပါရပါဝင်တာတွေ့ရတော့သူတို့နာဂတ်အတွက်အယမ်းရှင်လေးတယ်ဘလို့လောင်ကစားပဲလားသူတို့ကကစားတက်နေပြီးရွာမှာအတုပပွဲရှိရင်တချို့ကလေးဆိုကြောင်းပြေးပြီးတော့လောင်ကစားဝိုင်းမှာရှောက်နေတာမျိုးပေါ့အချင်းတွေကအယမ်းဆိုးဝါးပါတယ်လို့ဒေသခံတူကပြောပါတယ်ခုလိုလောင်ကစားဝိုင်းတွေကြောင့်တောင်ကြီးမှာခိုးဆိုးလူရက်တွေများနေပြီးအိမ်တွင်းအကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေလည်းရှိနေတယ်လို့သိရပါတယ်